ကားရိတ်ကိုအမြဲတမ်းနီးပြအပြင်ခံဖို့အပိသက်သဘောတူညီမှုရပြီဆိုကြတော့ကလိုပဲယာယီနီးပြဘဝမှာရလက်ကောင်းတွေရပြီပြီးအမြဲတမ်းနီးပြဖြစ်လာတဲ့အခါကျမှအသင်းကိုရောက်ထဲတွန်းချသွားမယ်ဇလန်ဟောင်းကြီးကိုမဲပရိသတ်တွေထက်ကြည့်ရတော့မလားအခုဆိုရင်မိုင်ကယ်ကားရိတ်ကိုအမြဲတမ်းနီးပြအပြင်ခံဖို့သဘောတူညီမှုတွေပြီးတက်နေပြီလို့နာမည်ကြီးသတင်းတွေကခိုင်မာဖော်ပြလာကြပါပြီပရိသတ်တော်ဝင်းမင်္ဂလာပါခင်ဗျာမက်ချ်တာဖူဘောဆောင်ကနေအားလုံးကိုပြန်လည်ကြိုလဲပါတယ်ယာယီနီးပြကနေအမြဲတမ်းနီးပြဖြစ်လာတယ်လို့ကြားလိုက်ကြတဲ့မက်ချ်တာနိုင်တက်ပရိသတ်တိုင်ရဲ့ခေါင်းထဲမှာအိုလီဂန်နာဆိုရှာရဲ့ဇလန်ကအလိုလိုပြန်ပေါ်လာကြပါတယ်။ဆိုရှာတော့ကလည်းစာပိုင်းမှာနိုင်ပွဲတွေစတိုက်ယူပြခဲ့ပြီးအိုလီအသက်ဝီဆိုပြီးကဘာတဝမ်းကအောင်ပွဲခံခဲ့ကြပေမဲ့တရားဝင်စာချုပ်ချုပ်ပြီးချိန်မှာတော့နီးပြပိုင်းအားနည်းချက်တွေကစားသမားစီမံခန့်ခွဲမှုအမှားတွေနဲ့အတူအသင်းဟာကြီးကျယ်ပြိုကျသွားခဲ့ရပူပါတယ်။ဒါကြောင့်ပရိသတ်တွေအနေနဲ့အခုကားရစ်ကိုခန့်မဲ့အပေါ်မှာစိုးရင်ကြောက်ရွံ့နေတာဟာလုံးဝကိုသဘောကျကြပါတယ်။ဒါပေမဲ့နီးပြပိုင်းအရာတေချာသုံးသပ်ကြည့်မယ်ဆိုရင်ကားရစ်ဟာဆိုရှာနဲ့လုံးဝကွဲပြားပါတယ်။ဆိုရှာကစားမတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးတဲ့နေရာမှာဆရာကြပေမဲ့ကစားကွက်တီဆောက်မှုမှာတော့တံမြတိုင်းစစ်ကိုပဲအဓိကမိခိုခဲ့ရသူပါ။မိုက်ကယ်ကားရစ်ကတော့မီဒဘရော့အသင်းမှာကလေးကဘောလုံးပိုင်ဆိုင်မှုကိုအခြေခံပြီးကွင်းလယ်ကနေစနစ်တကျကစားကွက်တီဆောက်တဲ့ခေတ်သစ်ဘောလုံးအတွေးအခေါ်ကိုလက်တွေ့ကျင့်သုံးပြထားနိုင်ခဲ့သူဖြစ်ပါတယ်။သူကအိုတက်ဖွဲ့ရဲ့ဝေလဲကန်းကိုထိန်းချုပ်နိုင်အောင်တတ်တတ်မှုပဲကွင်းထဲမှာပါတကယ်နေပြရှင်တယောက်အနေနဲ့ရည်တည်နိုင်စွမ်းရှိပါတယ်။ဒီဆုံးဖြတ်ချက်မှာအားသိမ်းစရာအကောင်းဆုံးကတော့ကလပ်အသင်းရဲ့အစဉ်တိုင်းမှာသဘောထားတိုက်ဆိုင်နေခြင်းပါပဲ။တရင်နေရဘောအဖွဲ့စီမံခန့်ခွဲရေးအဖွဲ့နဲ့ကစားမတွေအားလုံးဟာကာရီဆက်နေတင်နေဆွဲလမ်းကြောင်းတစ်ခုတည်းကိုပဲညွှန်ပြနေကြပါတယ်။ United လိုအသင်းကြီးမျိုးမှာဒီလိုကြီးမားတဲ့ညီညွတ်မှုမျိုးရရှိဖို့ဆိုတာကအင်မတန်ခဲရင်ပါတယ်။ iOS အဖွဲ့ဟာ data တွေကိုတေချာခွဲခြမ်းစိတ်ဖြာပြီးမှသာဆုံးဖြတ်ချက်ချလေးရှိပါတယ်။ကားရီဝင်လာပြီးကတည်းကကစားမတွေရဲ့ကွင်းနှင်းစူးစမ်းအထောက်မှုဒူးချင်းစွမ်းဆောင်ရည်တိုးတက်လာမှုနဲ့အဝေလဲခန့်အတွင်းကဒီငြိမ်မှုတွေကိုသူတို့ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့အကဲဖြတ်ပြီးဖြစ်ပါတယ်။နာမည်ကြီးအပြင်လူနီးပြတွေကိုခေါ်ယူပြီးအသင်းရေးကျေးမှုနဲ့အံမွေမဲထက်မှန်ကြရှုံးရမယ့်အနေကို iOS ဘက်ကလုံးဝမစွန့်သားကျင်တော့ပါဘူး။စားမတွေကိုယ်တိုင်ကလည်းကားရဲ့လေးချင်စီစဉ်နေတဲ့ချင်းကပ်ပုံကိုအပြေးအဝယုံကြည်နေကြပြီဖြစ်ပါတယ်။ကားကိုအမြဲတမ်းနေပြအဖြစ်သတ်မှတ်လိုက်ခြင်းဟာလာမယ့်ဈေးကွက်တွေအတွင်းအသင်းလူစင်းပြန်လဲတီဆောက်ရေးကိုပါချက်ချင်းအသက်ဝင်သွားစေမှာပါ။ United အပြောင်းရွှေ့ပြာကိုကြည့်ရင်ကားရဲ့အရေးချေစီမံကိန်းတွေကပိုပြီးပုံပေါ်လာခဲ့ပါတယ်။အထူးသဖြင့်ကွင်းလယ်ပိုင်းကိုကြီးကျယ်ပြုပြင်ပြောင်းလဲဖို့အတွက်2025နေရာဒီဈေးကွက်ကလေးကဒေချာစောက်ကြည့်လာခဲ့တဲ့အသလာကွင်းလယ်လူအီလာဆန်ကိုခေါ်ယူရေးမှာကားရဲ့အမြဲတမ်းနီးပြရာထူးကအဆုံးဖြတ်ပေးသွားနိုင်ပါတယ်။အီလာဆင်ဘက်ကလည်းအသလာနဲ့စာချုပ်သေးချုပ်ဖို့ညှင်းဆန်ထားတာကြောင့်ကားရီနဲ့သူ့ရဲ့တိုက်စစ်ကစားကွက်ကိုအသက်သွင်းဖို့ဒီလို box to box ကစားမမျိုးကိုမဖြစ်မနေလိုအပ်နေတာပါ။ဘက်မှာလည်းတိုက်စစ်ပိုင်းအပြောင်းလဲအတွက်အရင်းအနှီးတွေလိုအပ်လာတဲ့အချိန်မှာလာမယ့်အပတ်ထဲမှာနာပိုလီအသင်းကတိုက်စစ်မှုရမတ်ဝိုင်လန်ကိုရော်44တန်းနဲ့အပိသက်ဝယ်ယူခွင့်ကိုအသုံးပြုတော့မှာဖြစ်လို့ဒီရရှိလာမယ့်ငွေကြေးအရင်းအမြစ်တွေကကားရဲ့အတွက်အသင်းကိုသူ့စိတ်ကြိုက်ပြန်လဲပုံဖော်ဖို့အကြီးမားဆုံးလက်နက်ဖြစ်လာပါလိမ့်မယ်။ iOS အနေနဲ့ကားရက်ကိုစာချုပ်တင်မကပဲဗန်နာရေးရပါအပြေးဝကြောတောင်းနောက်ခံပေးသွားမယ့်အနေထားပါလက်ရှိချိန်ရကြည့်မယ်ဆိုရင်ကားရဟာမန်ယူအတွက်အကောင်းဆုံး the best လို့အာမမခံနိုင်တော့မှအသင့်တော်ဆုံး the most suitable ဖြစ်နေတာကတော့ညင်းမရတဲ့အမှန်တရားပါအခုချိန်မှာအသေးရောက်လာမယ့်နီးပြတိုင်းဟာ United ရဲ့ပြဿနာပေါင်း16000ကိုအစားကနေပြန်လေ့လာရမှာပါကာရီကတော့အဲ့လိုမဟုတ်ပါဘူးသူဟာအသင်းရဲ့ DNA ကိုအသေးဆုံးလူဖြစ်တယ်လို့လက်ရှိကစားမတွေအားနည်းချက်အားသာချက်တွေကိုလည်းဥမာကြီးကားမကြံသိနေပြီးသားပါအသင်းရဲ့လိုအပ်ချက်တွေကိုလည်းချက်ချင်းထောက်ပြနိုင်ပြီးပြင်ဆင်မှုတွေကိုအချိန်မဆွဲဘဲလှုပ်ဆောင်နိုင်စွမ်းရှိပါတယ်ယာယီနီးပြဘွားကနေအမြဲတမ်းနီးပြခန့်လိုက်ခြင်းအပြင်ကာရက်ကိုယ်တိုင်လည်းကစားမတွေအပေါ်မှာပိုပြီးပြပြသားသားအာနာသုံးလာနိုင်မှာဖြစ်ပြီးလေးစားမှုအပြည့်အဝကိုရရှိမှာဖြစ်ကြောင်းပါညီကိုတို့ကရောကာရက်ကိုအမြဲတမ်းနီးပြအပြင်ခန့်ရမယ့်အပေါ်သဘောတူကြရလားခင်ဗျာပြောပြသွားခဲ့ကြပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ